အားလုံးမင်္ဂလာပါမြန်မာလိုက် YouTube Channel ကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ကျွန်းကြီးလေးကျွန်းကြောင်းပဲဖြစ်ပါတယ်အစီအစဉ်မစခင်ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Subscribe ဆိုတဲ့အနီရောင်စာတန်းလေးကိုနှိပ်ခဲ့ဖို့လည်းဒီဘောဇင်ကိုစားသုံးကြရတဲ့အတွက်အနာရောဂါလုံးဝကင်းရှင်းကြပါတယ်နောက်ကျွန်းသူကျွန်းသားတွေဟာခါကုံခြင်းခြေလက်ကောက်ခြင်းခွင်ခြင်းကိုယ်အင်္ဂါချွတ်တဲ့ခြင်းများလုံးဝမရှိပါဘူးနောက်ကျွန်းသူကျွန်းသားတွေဟာတင့်တယ်လျောက်ပတ်တဲ့ရုပ်ဆင်းအင်္ဂါရှိကြပါတယ်နောက်ကျွန်းသူမိန်းမတွေဟာလက်ချောင်းသွဲခြင်းလက်သေးနီခြင်းရင်သားရှိပြီးခါသေးခြင်းလက်ပြဝန်းနဲ့တူသောမျက်နှာရှိခြင်းမျက်လုံးကျဲခြင်းနူးညံ့သောအသားရည်ရှိခြင်းပေါင်တန်းသွဲခြင်းဖြူစင်သောသွားများရှိခြင်းချက်ကြဆောက်နှက်ခြင်းဒူးဆက်သေးသွဲခြင်းစပင်နှက်ခြင်းတင်ပါကျဲခြင်းအမွှေးမြင့်မထူမပါရှိခြင်းစကားပြောလျင်တိမ်တိမ်မွေ့မွေ့ပြောဆိုတတ်ခြင်းလက်ဝဲတန်စာအမျိုးမျိုးဝတ်ဆင်တတ်ခြင်းစတာတွေအပြင်အသက်16နှစ်အရွယ်တိုင်းအမြဲတင့်တယ်နေကြပါတယ်ယောက်ျားတွေဟာလည်းအသက်25နှစ်အရွယ်တိုင်းအမြဲတင့်တယ်နေကြပါတယ်ယောက်ျားတွေဟာတာမယားအပေါ်ဆွဆွဲလန်းလန်းချစ်ချစ်ခင်ခင်မရှိကြပါဘူးနောက်ကျွန်းသူကျွန်းသားတွေဟာ9ရက်တစ်ကြိမ်ကာမဂုဏ်မွေးလျော်ကြပါတယ်ကြံရက်တွေမှာယာကကင်းစွာနေထိုင်နိုင်ကြပါတယ်နောက်ကျွန်းမှာကိုဝင်ဆောင်ခြင်းတားဖွာခြင်းစတဲ့ဒုက္ခတွေမရှိကြပါဘူးတစ်တိုင်းတွေအတွင်းကရွှေရုပ်လေးလိုမိခင်ရဲ့ဝမ်းကားတဲ့ကလေးငယ်ဟာအညစ်အကြေးမရှိထွက်လာကြပါတယ်အမျိုးသမီးတွေမွေးဖွားခြင်းရောက်တဲ့အခါရောက်တဲ့နေရာမှာမွေးဖွားတတ်ကြပါတယ်မွေးဖွားတဲ့အခါထိုင်ပြီးမွေးဖွားတယ်လို့အိပ်ပြီးလည်းမွေးဖွားတတ်ကြပါတယ်မိခင်တွေဟာဖွားမြင်ပြီးသားသမီးတွေကိုအငဲ့အကွက်မရှိပဲလူများသွားလာရလမ်းဘေးမှာထားပစ်ခဲ့ပြီးမိမိတို့သွားလို့ရကိုသွားကြပါတယ်ကလေးငယ်တွေကိုတွေ့တဲ့ယောက်ျားမိန်းမတွေကသူတို့ရဲ့လက်ညှိုးကိုကလေးရဲ့ပါးစပ်ထဲထည့်လိုက်ရင်အလိုလိုနှုတ်ထွက်လာကြပါတယ်လက်ညှိုးကထွက်တဲ့နှုတ်ကိုသာဆွဲရပြီးအားအင်ဖြစ်လာကြပါတယ်မိန်းကလေးဖြစ်ရင်မိန်းမကြီးများစီယောက်ျားလေးဖြစ်ရင်ယောက်ျားလေးများစီသွားရောက်နေထိုင်ကြရပါတယ်နောက်ကျွန်းမှာသားကအမေကိုမသိအမေကသားကိုမသိသားနဲ့အမေဟာယောက်ျားမိန်းမသဘောအရတတ်မှတ်ခြင်းမရှိကြပါဘူးထို့သို့ဖြစ်ရခြင်းမှာသူတို့မှာရှိတဲ့တရားသဘောများရဲ့ဓမ္မရာအစွမ်းတတိကြောင့်ဖြစ်ပါတယ်အမြင့်ယူဇနာတရားရှိတဲ့ပရိသတ်ပင်တွေဟာနေရာတိုင်းလိုလိုရှိနေကြပါတယ်ပရိသတ်ပင်မှာတစ်တီးသီးသလိုမျိုးစုံတဲ့အဝတ်တန်စာတွေနဲ့တူရိယာတွေရှိနေကြပါတယ်လိုချင်တဲ့ပစ္စည်းကိုအပင်ရင်းကဖြစ်စေအကိုင်းကြားကဖြစ်စေလက်ဖြန့်ထားရုံနဲ့အလိုလျောက်ရကြပါတယ်တီးတီးတဲ့တစ်ပင်တွေမှာရေအိုးရွယ်ရှိပြီးချုံမိန်ကောင်းမွန်တဲ့အသီးတွေလည်းသီးနေပါတယ်ဒီအသီးတွေကိုစားပြီးရင်9ရက်အစာမစားဘဲနေနိုင်ကြပါတယ်မြစ်တွေကနေအလွန်ကြည်လင်တဲ့ရေကိုရရှိပါတယ်ရွှွညွန်သေးလုံးဝမရှိပါဘူးရနတ်မွေးကြိုင်တဲ့ပန်းတွေနဲ့အမြဲတင့်တယ်လှပနေပါတယ်ဆူရှိတဲ့မြက်ကြမ်းတမ်းတဲ့ရှုံပင်တွေလုံးဝမရှိပါဘူးနောက်ကျွန်းမှာစန္ဒကူးကန်းကော်ပင်တွေဟာအလိုလိုနတ်သားရည်တွေယူထွက်နေကြပါတယ်နောက်ကျွန်းသူကျွန်းသားတွေဟာကိုဟာသူ့ဟာခွဲခြားမှုမရှိကြပါဘူးဒါကြောင့်ငင်းကုန်ခန့်ရင်ဖြစ်ခြင်းလုံးဝမရှိပါဘူးနောက်ကျွန်းသူကျွန်းသားတွေဟာလူသေးကိုတွေ့ရင်မငိုကြတော့ကမဖြစ်ကြပါဘူးလူသေးကောင်ကိုအဝိတ္တန်စာဆင်ရင်ပြီးစွန့်ပစ်လိုက်ကြပါတယ်ငှက်တွေကလူသေးကောင်ကိုတခြားကျွန်းကိုယူဆောင်သွားကြပါတယ်ဒါကြောင့်နောက်ကျွန်းမှာတင်းကြိုင်းမရှိပါဘူးနောက်ကျွန်းသူကျွန်းသားတွေဟာတည်တဲ့အခါအပယ်လေးပုံကိုမရောက်ပဲငါးပါးတီလာမြဲတာကြောင့်လက်ပြည်ကိုသာဆန်ရပါတယ်အမြဲတမ်းအသက်တစ်ထောင်ပြည့်အောင်နေရပါတယ်နောက်ကျွန်းသူကျွန်းသားတွေဟာစပူတီပတောင်ကျွန်းသားများထက်ပိုလွန်တဲ့ဂုံသုံးပါးရှိနေပါတယ်ငါရွှေငါငွေဆိုပြီးမျက်နှာနေခြင်းမရှိငါလင်ငါသားငါမရဟူ၍မရှိအသက်တစ်ထောင်အမြဲနေရခြင်းစတာတွေပဲဖြစ်ပါတယ်စပူဒီပတောင်ကျွန်းရဲ့အကျယ်ဝန်းဟာယူဇနာ1000ကျယ်ဝန်းပါတယ်တောင်ကျွန်းရဲ့ပုံသဏ္ဍာန်ဟာလဲဥစုံနဲ့တူပါတယ်ကျွန်းနေလူတို့ရဲ့မျက်နှာသဏ္ဍာန်ဟာလည်းကျွန်းပုံကိုလိုက်ပြီးလဲဥစုံနဲ့တူပါတယ်တောင်ကျွန်းရဲ့မြောက်ဘက်ကျွန်းဦးမှာအမြင့်15ယူဇနာရှိတဲ့တပြေပင်ရှိနေပါတယ်တောင်ကျွန်းသူကျွန်းသားတွေရဲ့တက်တန်းဟာတည်မြဲခြင်းမရှိပါဘူးစပူဒီပတောင်ကျွန်းသားတွေဟာဖရာပြစ်စေကဗုဒ္ဓစัจ जा မင်းများဖြစ်တတ်ကြပါတယ်စပူဒီပတောင်ကျွန်းသားတွေဟာမြောက်ကျွန်းသူကျွန်းသားတွေထက်တာလွန်မြင့်မြတ်တဲ့ဂုဏ်3ပါးရှိနေပါတယ်ဒါနစသောကုသိုလ်ကောင်းမှုပြုလုပ်ရမှာရဲရင်ခြင်းအပမဒမမိမလျော်သောတတိတရားနဲ့ပြည့်စုံခြင်းအရိယာမဖို့မျိုးစေ့ကိုဖြစ်စေနိုင်ခြင်းတို့ဖြစ်ပါတယ်တခြားကျွန်းတွေထက်တောင်ကျွန်းရဲ့ထူးမြတ်ခြင်းကြီး5ပါးရှိနေပါတယ်ယူဇနာ1000ကျယ်ဝန်း၍အခြားကျွန်းတို့ထက်ကျယ်ဝန်းခြင်းမဟာဗောဓိပင်နဲ့အပရဇိတပလင်တော်ပေါ်ပေါက်ရာဖြစ်ခြင်းဘုရားပြည့်စေကဗုဒ္ဓတို့၏ပွင့်ထွန်းပေါ်ပေါက်ရာဖြစ်ခြင်းစัจ जा မင်းမန္တမင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်းနိဗ္ဗာန်ကိုဖြောင့်တန်းစွာကူးနိုင်ရာကျွမ်းမြတ်ဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာတွေကိုလည်းအောက်ကကွန်မန့်မှာမေးမြန်းနိုင်ပါတယ်